ဒီနေ့မှာတော့ From Zealand တွေ Season 4အပိုင်း5ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပိုင်းတွေမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော် channel လေးထဲမှာဝင်ပြီးတော့တက်ကြည့်နိုင်ပါတယ်။ဒီအပိုင်းအစမှာတော့ဒေါ်နာ၊အဲလန်နဲ့တာပီတာတို့ကရေကန်ထဲကဆွဲထုတ်ထားခဲ့တဲ့ထူးဆန်းတဲ့အယုတ်ကြီးတွေကိုပြန်ပြီးရေထဲပစ်ချဖို့ကြိုးစားနေကြပါတယ်။ဒီအယုတ်တွေကိုမြင်လိုက်တာနဲ့တာမန်အယုတ်တွေမဟုတ်ဘူးဆိုတာသိတာနေပါတယ်။သူတို့ရဲ့မျက်နှာတွေကအသက်မရှိတဲ့ပုံစံဖြစ်ပေမဲ့တစုံတရာကိုစောင့်ကြည့်နေတယ်လို့ခံစားရစေပါတယ်။တစ်ဖက်မှာတော့အီတန်ဟာတေဆုံးသွားတဲ့ငှက်လေးတစ်ကောင်ကိုတေချာလေးမြင်မြုပ်ပေးနေပါတယ်။သူကငှက်လေးကိုကြည့်ရင်ကျွန်တော်တို့အားလုံးလည်းဒီလိုပဲတည်သွားမှာလားလို့မိခင်ဖြစ်သူတာပီတာကိုမေးလိုက်ပါတယ်။ဒီမေးခွန်းကြောင့်တာပီတာခဏလောက်ငြိမ်သက်သွားပါတယ်။ဘာဖြစ်ရမလဲသူမှမသိပါဘူး။ဒီမျိုးထဲမှာနေ့တိုင်းလူတွေတေဆုံးနေတာကိုသူမကိုယ်တိုင်မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းကလေးတစ်ယောက်ရဲ့မျှော်လင့်ချက်ကိုမဖျက်ဆီးချင်တာကြောင့်နှစ်သိမ့်စကားအနည်းငယ်ပဲပြောလိုက်ပါတယ်။ဒီအချိန်မှာတော့ဂျိတ်စားထားတဲ့မှုတွေရဲ့အာနိသင်ကစတင်ပြနေပြီပဲဖြစ်ပါတယ်။ White ကဂျိတ်ကိုစောင့်ကြည့်ပေးနေပါတယ်။ဂျိတ်ကတော့ဒီခီးကသူ့ဘဝမှာအရေးကြီးဆုံးအဖြေတွေကိုရှာပေးနိုင်မဲ့ခီးတစ်ခုဖြစ်တယ်လို့ယုံကြည်နေပါတယ်။ခဏအကြာမှာတော့သူ့ရဲ့မျက်စိရှိမှထူးဆန်းတဲ့အရာတွေပေါ်လာပါတော့တယ်။မြေပြင်ပေါ်မှာပင့်ကူအကောင်ကြီးတွေတွားနေတယ်လို့မြင်ရပါတယ်။နိုင်ငံတွေလည်းအသက်ဝင်လာတယ်လို့ဖြစ်လာပါတယ်။ဒီနောက်မှာတော့ကလေးတစ်ယောက်ကသူ့ရှိမှပေါ်လာပါတယ်။ဒါပေမဲ့အဲ့ဒီကလေးဟာဒဇိန်တစ်ယောက်မဟုတ်ပါဘူး။ဂျိတ်ရဲ့ငယ်ဘဝပုံစံဖြစ်နေပါတယ်။ကလေးကဘာမှမပြောဘဲရှေ့ကိုလမ်းလျှောက်သွားပြီးဂျိတ်ကလည်းနောက်ကနေလိုက်သွားပါတော့တယ်။လမ်းတင်နေရာကိုရောက်တဲ့အခါမှာတော့မျက်လုံးနဲ့တန်ချောင်းစိုက်ခံထားရတဲ့လူတစ်ယောက်နဲ့တွေ့လိုက်ရပါတယ်။သူ့လက်ထဲမှာတော့လူဦးကောင်းကုန်တစ်လုံးရှိနေပါတယ်။အဲ့ဒီဦးကောင်းကုန်ထဲမှာသွေးတွေပြည့်နေပြီးဂျိတ်ကိုတောက်ဖို့ပြောပါတယ်။ဘွိုက်ကတော့မတောက်ဖို့တားမြစ်နေပါတယ်။ဒါတကယ်အပြစ်ပြတ်မဟုတ်ပဲစိတ်ထဲမှာမြင်တွေ့နေရတဲ့ပုံရိပ်ဒေတာဖြစ်တယ်လို့ပြောပါတယ်။ဒါပေမဲ့လည်းဂျိတ်ကတော့အမှန်တရားကိုသိကျင်စိတ်ကြောင့်သွေးကိုတောက်လိုက်ပါတယ်။တောက်ပြီးချိန်မှာတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်လာပါတယ်။ဦးကောင်းကုန်ထဲမှာသွေးမဟုတ်ပဲပင့်ကူတွေပြည့်နေခဲ့တာဖြစ်ပါတယ်။ပင့်ကူတွေဟာသူ့မျက်နှာပေါ်တက်လာသလိုမြင်ရပြီးဂျိတ်ဟာအလွန်ထိတ်လန့်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဒီຢာကသူ့ကိုအမှန်တရားနဲ့ပိုနီးစပ်စေခဲ့ပါတယ်။ကလေးဂျိတ်နောက်ကိုလိုက်သွားရင်သူဟာလူတွေစုဝေးနေထိုင်တဲ့အိမ်ကြီးစီရောက်လာပါတယ်။အဲ့နေရာမှာခရစ္စတိုဖာမျက်လုံးနဲ့တန်ချောင်းစိုက်ခံထားရတဲ့လူနဲ့ရှေ့ခေတ်စစ်သားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အစာပိုင်းမှာတော့သူတို့ဟာတီးခြားလူတွေလို့ထင်ရပါတယ်။ဒါပေမဲ့မကြခင်မှာကြောက်စရာကောင်းတဲ့အမှန်တရားကိုသိလိုက်ရပါတယ်။သူတို့အားလုံးဟာဂျိတ်ရဲ့အတိတ်ဘဝတွေဖြစ်နေခဲ့တာပါ။ဒီမျိုးထဲမှာဖြစ်ပျက်နေတဲ့အရာတွေဟာတစ်ကြိမ်နဲ့ဖြစ်ခဲ့တာမဟုတ်ပါဘူး။အချိန်ကာလများစွာအတွင်းထက်ခါဖြစ်ပျက်နေခဲ့တာပဲဖြစ်ပါတယ်။ဂျိတ်နဲ့တာပီတာတို့ကလည်းအချိန်ချင်းပြန်လည်မွေးဖွားလာခဲ့ကြပါတယ်။ဒါပေမဲ့လည်းအဆုံးသက်တော့အမြဲတမ်းတူညီနေခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအပြစ်တင်ခံရတယ်ပြီးတော့အသက်ခံရတယ်။ဒီတန်ရာကမပြီးဆုံးသေးပါဘူး။တစ်ဖက်မှာတော့ဗစ်တာရဲ့ဖခင်ဟင်နရီဟာဇနီးဖြစ်သူမီရန်ဒါရဲ့တည်ဆုံမှုအမှန်တရားကိုသိသွားပြီးတဲ့နောက်စိတ်ပိုင်းဆိုင်ရာပြိုလဲနေပါတယ်။သူကအရက်တောက်ထားပြီးလူတိုင်းကိုအော်ဟစ်ပြောဆိုနေပါတယ်။ဗစ်တာကိုလည်းအဝါရောင်ဝမ်းဆက်ဝတ်ထားတဲ့လူရဲ့ပုံကိုပြခိုင်းနေပါတယ်။ဗစ်တာကတော့အလွန်နာကျင်နေပြီးဘာမှမပြောနိုင်တော့ပါဘူး။ဒီအခန်းကအပိုင်းတစ်ခုလုံးထဲမှာဝမ်းနည်းစရာအကောင်းဆုံးအခန်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ညဘက်ရောက်လာချိန်မှာတော့တာပီတာဟာမေ့ပြောင်းနေခဲ့တဲ့အတိတ်မဉ္ဇဉ်တစ်ခုကိုပြန်သတိရလာပါတယ်။သူမဟာငယ်စဉ်ကဒီရေကန်သားကိုရောက်ခဲ့ပူပါတယ်။အဲ့အချိန်မှာလူတစ်ယောက်ကထူးဆန်းတဲ့အယုတ်တွေကိုရေထဲပစ်ချခဲ့တာကိုလည်းမြင်ခဲ့ပူပါတယ်။အဲ့ဒီနောက်ပိုင်းကြောက်စရာအဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာခဲ့တာကိုလည်းသတိရလာပါတယ်။တာပီတာကလူတိုင်းကိုချက်ချင်းထွက်ပြေးဖို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့အရာအလုံးဟာနောက်ကျသွားခဲ့ပါပြီ။ရေမျက်နှာပြင်ပေါ်ကစတင်လှုပ်ရှားလာပါတယ်။ရေထဲကအယုတ်ကြီးတွေအသက်ဝင်လာပါတော့တယ်။သူတို့ရဲ့မျက်လုံးတွေပွင့်လာပြီးလူတွေကိုတိုက်ခိုက်ပါတော့တယ်။လူတစ်ယောက်ဟာအယုတ်ကြီးတစ်ကောင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးအသက်ဆုံးရှုံးသွားပါတယ်။ကျန်တဲ့လူတွေကတော့အသက်လူပြေးနေကြရပါတယ်။နောက်ဆုံးမှာတော့တာပီတာဟာအယုတ်တွေကိုတားဆီးနိုင်တဲ့နည်းလမ်းကိုပြန်သတိရလာပါတယ်။တစ်တိုင်တစ်ချောင်းကိုအသုံးပြုပြီးအယုတ်တစ်ကောင်ကိုထိုးလိုက်တဲ့အခါကျန်တဲ့အယုတ်တွေလည်းနောက်ပြန်ဆုတ်သွားပါတော့တယ်။ဒီပိုင်းရဲ့အဆုံးမှာတော့ဂျိန်းနဲ့ဘွိုက်တို့ဟာအင်ကြီးရဲ့အောက်မှာလှုပ်ဝက်တကားတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။တကားအောက်မှာတော့မှောင်မိုက်နေတဲ့မြေအောက်လမ်းရှည်ကြီးတစ်ခုရှိနေပါတယ်။ဂျိတ်ကမကြောက်မရွံ့နဲ့အထဲကိုဆက်လက်ဝင်ရောက်သွားပါတယ်။ဒါပေမဲ့အဲ့ဒီဟာအရင်ကကလေးတွေသတိခံခဲ့ရတဲ့နေရာလည်းဖြစ်ပါတယ်။ခဏအကြာမှာတော့မကောင်းဆိုးဝါးတွေပေါ်လာပြီးဂျိတ်ကိုဝိုင်းထားကြပါတယ်။သူတို့တွေကတကောင်ကမင်းဘွိုက်စကားနားထောင်တင်တယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ဂျိတ်ဟာကလေးတစ်ယောက်နဲ့အတူမြေတွင်းနဲ့မြုပ်နှံခံလိုက်ရပါတယ်။ပြီးတော့အန်ကူဝီဆိုတဲ့အတန်ကိုထပ်မံကြားလိုက်ရပါတယ်။ထိတ်လန့်တကြားနိုးလာတဲ့အခါဂျိတ်ဟာနောက်ဆုံးမှာအရေးကြီးတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။ဒီမျိုးရဲ့လှုပ်ဝက်ချက်ဟာပြန်လည်မွေးဖွားခြင်းအတိတ်ဘဝများနဲ့တိုက်ရိုက်ဆက်နေတယ်ဆိုတာကိုပဲဖြစ်ပါတယ်။ဒီဘိုင်းဟာSeason 4ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်တွေကိုဖော်ထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေမှာဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေကိုကြုံတွေ့ရအောင်မှာဖြစ်လို့ဆက်စောင့်ကြည့်ကြဖို့အားလုံးကိုဖိတ်ခေါ်ရင်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။